အားလုံးပဲမင်္ဂလာပါ YZ Blog မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ချက်ပြီးစားပြမယ့်ဟင်းကတော့ဘဲသားဟင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူလိုက်ပြီးတစ်ချက်လောက်ကြည့်လိုက်ရအောင်ဘဲသားဟင်းချက်ဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေဖြစ်တဲ့ကြက်သွန်နီကိုပါပါလေးလှီးလိုက်မယ်ပြီးလို့ရှိရင်ချင်းကိုလည်းပါပါလေးတွေလှီးလိုက်မယ်ကျက်သွန်ဖြူကိုလည်းတပြားရိုက်ပြီးတော့အကုန်ခွာထားလိုက်ပါမယ်ကိုလှီးပြီးတော့စပယ်လေးနှစ်ချောင်းကိုတပြားရိုက်ပြီးလို့ရှိရင်ချမ်းနံနံလေးကိုအနီတော်လေးတွေလှီးပြီးတော့ထားလိုက်ပါမယ်ပါဝင်ပစ္စည်းတွေအစင်းနဲ့ပြစ်တာနဲ့ဘဲတစ်ကောင်လုံးကိုရေစင်းအောင်ဆေးလိုက်ပါမယ်ဘဲသားကိုအနီတော်လေးတွေတုံးပြီးတော့ရေစီးပြီးတာနဲ့စားဟင်းခမ်းမုန်းလို့ကိုဘရတာဝင်အောင်နေလိုက်ပါမယ်နင်းမုံလေးတွေကိုပါရောထည့်ပြီးတော့ခဏနှက်ထားလိုက်ပါမယ်အသားလေးကို15မိနစ်လောက်ရတာဝင်တော့နှက်ထားလိုက်ပါမယ်အသားလေးနှက်ထားတဲ့အချိန်မှာမီးလေးကိုမှုထားလိုက်ပါမယ်ဟင်းချက်ဖို့အတွက်အချင်းနဲ့ကြက်သွန်ဖြူတို့ကိုညနေအောင်ထည့်ထားလိုက်ပါမယ်ချက်ဖို့အတွက်မိဖို့ဘောကိုတဲဝိုးလေးတင်ပြီးတော့ပူလာလို့ရှိရင်စီလေးတွေထည့်လိုက်ပါမယ်စီလေးတွေစူလာပြီဆိုလို့ရှိရင်ခုနကထောင်းထားတဲ့ကြက်သွန်ဖြူချင်းတို့ကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်လေးကျက်လာပြီဆိုလို့ရှိရင်ခုနကဒီဗီတာကျက်သွန်လေးကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်
ပါဝင်ပစ္စည်းတွေအကုန်လုံးအကျက်နေတော့ဖြစ်သွားပြီဆိုလို့ရှိရင်စနွေးမုံနဲ့အယောင်တင်မုံတို့ကိုထည့်ပြီးတော့မွေးလောင်စီတက်လိုက်ပါမယ်အနံလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ငင်းမြင်ဒီနဲ့7နဲ့တို့ထည့်ပြီးတော့စီတက်လိုက်ပါမယ်အရသာအတွက်ငပြားလေးတွေထည့်ပြီးတော့လို့ရှိရင်ခဏနေလို့ရှိရင်ဘဲသားလေးတွေကိုထည့်ပြီးတော့တမတ်တော့လုံးလိုက်ပါမယ်ဘဲသားလေးလုံးပြီးတော့ပြီဆိုလို့ရှိရင်ရေနဲ့ငယ်ထည့်ပြီးတော့အပုံးလေးအုပ်ထားလိုက်ပါမယ်ခဏနေပြီးလို့ရှိရင်အပုံးလေးဖွင့်ပြီးတော့ညိုးလေးမှွေပေးလိုက်ပါမယ်ပြီးလို့ရှိရင်မဆလာလေးအုပ်ပြီးတော့အသားလေးပြန်အောင်ထားလိုက်ပါမယ်နောက်ဆုံးတည်ထည့်ပြီးလို့အရေးခန်းကနေမှရှမ်းနန်းလေးတွေကိုအုပ်ပြီးတော့လို့ရှိရင်ဘုံလေးအုပ်ပြီးတော့ချလို့ရပါပြီအဲ့ဒါဆိုရင်တော့အရန်ကောင်းမွန်တဲ့ပဲတိုင်းတစ်ခွက်ရပါပြီအားလုံးပဲဘဲသားလည်းကြက်ပြီဆိုတော့ဆွဲအောင်
။